ဒီနေ့မှာတော့လက်စားကိုဟင်းနေနဲ့စားရယူလာတဲ့အတွက်ဘုံကြီးထမင်းတုပ်လေးတုပ်စားပါမယ်ရှင်ကျက်သွန်နီကြိုက်တဲ့အတွက်ကျက်သွန်နီအသေးတစ်လုံးကိုပပလီရေးစေးလိုက်ပါတယ်ဘုံကြီးနဲ့ထည့်ပါမယ်ပြီးရင်တော့အရသာအနေနဲ့ကျက်သားမှုတ်စားတက်ရှိမှုတ်နဲ့နန်းတစွန်ကျက်သွန်ကြောတစွန်ပြီးရင်တော့စီလေးနဲ့ထည့်လိုက်ပါမယ်ရှင်ထမင်းကိုတော့ကိုစားမဲ့ပမာဏနဲ့ပိုရှင်းနေနဲ့တင်းတင်းလျောက်ပတ်အောင်ထည့်လိုက်ပါတယ်။ဘုံရည်ကြီးကိုရင်ထဲထားပြီးမှထမင်းထည့်ရင်လည်းရပါတယ်နော်။ထမင်းကိုထည့်ပြီးတော့နှဲလိုက်ပါပြီရှင်။အခုဆိုရင်တော့အရသာရှိတဲ့ဘုံရည်ကြီးထမင်းတုပ်လေးရပါပြီ။ဒါတွေကတော့ကိုကြိုက်တဲ့အစာပလာလေးတွေပေါ့လေထည့်ထားတာပါ။အိုရှင်လေးတွေကိုစားကျင်စရာလေးဖြစ်အောင်နေရာချပြီးရင်တော့စားကျင်စပွဲလှပပြီးရတာရှိတဲ့ဘုံကြီးထမင်းတုပ်လေးရပါပြီရှင်ကျေးဇူးတင်ပါတယ်